အဲ့ဒါထားတော့ပတ်တက်ရတာပတ်တက်ရတာဒီနေ့ကိုမှုပြောင်းပါလားအဲ့လိုပြောနိုင်မှာအမတကြည့်သေးမလား900ဒီမှာပေးကန်နေတာဒီကအမတရားအဆိုင်ရလားအဝေးပို့လို့ရလားရတယ်လေအဝေးပို့ဆိုဘယ်ပို့ပါရန်ကုန်ပို့ရင်ဒီတိုင်းပလိန်ပို့လို့ရလားရတယ်လေရပါဘူးချင်းကောင်ပါပေါ့အမကလည်းအုံနောက်လေးနည်းနည်းလေးလည်းပြေးလာတော့ဒီတိုင်းအစံလောက်တော့ရမှာပေါ့အဲ့လောက်တော့ဟုတ်ပြောတယ်ဟုတ်ပါရတယ်အဲ့မသိဘူးတော့မနေ့က10တော့ရန်ကုန်ပို့ကိုလိုယူအောင်ရောင်းလေရန်ကုန်ပို့ဒီကောင်အချင်းပါဒီမိုင်းပြပြမယ်ဒီကောင်အလွတ်ရလားအဲ့ဟိုပါလေအလုံးလိုက်ရလားဟိုအဲ့ဒါမမေးလိုက်ရတယ်ဒီကနောက်ရက်ကျဒီကိုကိုမေးကြတယ်ဆိုမှဒီတိုင်းလွတ်ရလားလို့နော်အလုံးလားဒါ1500ဟမ်တဲလို့ရတယ်အဲ့ကြောင့်အလုံးလိုက်ကိုသူတို့ကခွဲစားရင်တော့အရသာချုံပါပေါ့ဒီကိုက်ဆိုတော့ဟိုလိုအမြင့်ဖြုတ်တဲ့ဟာဆိုရင်ဒါမချုံပါလေဟုတ်ဒါဟိုဒါဒီကိုက်ဆိုကြတော့သူတို့ဒီကိုက်ကိုအဲ့လိုအလုံးလိုက်လုံးကောက်ဝင်မယ်ပေးသေးတော့မလောက်တော့မေးမယ်လို့ဟိုဒီလိုဟိုဖြုတ်ပေးလိုက်ဖြုတ်ပဲပြီးအလုံးလေးတွေကြည့်လိုက်ဟုတ်မခွဲရသေးတဲ့အလုံးလိုက်ကိုပြောတာဟောအဲ့ဒါကြအခွင့်အရေးနဲ့တွဲရမှာဟုတ်လေသူတို့အခွန်ချပြီးသားဟိုမှာဒီကိုက်ကောင်မှာခွန်ချပြီးသားလေးရှိတယ်အေးအဲ့ကတော့အဲ့ဒါလေးတွေမေးလိုက်မယ်ညခါကျမေးလိုက်မယ်အကြောင်းပြန်မယ်ဟုတ်အဲ့ရမောင်းသားအဲ့2000မို့နော်ဟုတ်တော့ဒီတကတော့ငါတပိတ်တော်ဝယ်စားရကောင်းပါနေအေးဟုတ်ပြီမှတ်မိလားမှတ်မိဝယ်တပိကြည့်ရအောင်ပေါ်လာဟဲ့အမေလားငါခဲမီးပဲဘယ်တိကိုလဲမကြည့်စိတ်ကင်းလိုက်တယ်ဟိုကငါးပြားကလည်းတော့ခဲ့ပါလားတော်ပြီငါနေပြော